မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မန္တလေးဦးလာသိန်းပိတ်မှန်တွင်မှာပိတ်မိနေတဲ့တန်ဃာတော်အပားတရားကိုရှာဖွေကယ်ဆယ်ရေးတိုးမြင့်လှုပ်ဆောင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မနေ့ကလောက်ခတ်ခဲ့တဲ့ပြင်းထန်ကလင်ကြောင်ပြူကြားပြည့်စင်ခဲ့တဲ့မန္တလေးမြို့ဦးလာသိန်းပိတ်မှန်တွင်ကတန်ဃာတော်အပားတရားကျော်ကိုရှာဖွေကယ်ဆယ်ရေးတိုးမြင့်လှုပ်ဆောင်နေရလို့ဒေသခံတွေစီကသိရပါဗျ။အဆိုပါပိတ်မှန်သုံးတက်ဆောင်တွင်တန်ဃာအပား200ကျော်စာပြေနေချိန်မှာငလင်လောက်ခတ်ခဲ့တာဖြစ်ပြီးပိတ်မှန်ပြိုကျမှုကြောင့်စာပြေတန်ဃာအပား100ကျော်ဟာအဆိုပါစောင့်နေမှာပိတ်မိနေကြတာဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီကလည်းပိတ်မိနေတဲ့တန်ဃာတော်တွေကိုကယ်ဆယ်ရေးတွေစတိုင်လှုပ်ဆောင်နေရလို့ထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့အဆိုပါပိတ်မှန်ပြုတ်ကျမှုကြောင့်တည်ဆုံးသူများစွာရှိရလို့ဒေသခံတွေရသိရပြီးကယ်ဆယ်နိုင်တဲ့တန်ဃာရေးအတွက်ကိုမသိရသေးသလိုထိခိုက်တည်ဆုံးခဲ့တဲ့တန်ဃာရေးအတွက်ကိုလည်းအတိအကျမသိရသေးဘူးလို့ဒေသခံတွေကဆိုပါတယ်။ကယ်ဆယ်ရေးဖွဲ့တွေကလည်းပိတ်မိနေတဲ့တန်ဃာတော်တွေကိုကယ်ထုတ်ရမှာအခက်အခဲတွေရှိနေကြောင်းတည်ဆုံးထိခိုက်တာတွေလည်းများနိုင်ကြောင်းပြောဆိုထားပါတယ်။စစ်ကောင်စီကတော့မြန်မာနိုင်ငံတဝန်းမှာကျင်းပလျက်ရှိတဲ့အစိုးရဓမ္မစရိယစာမေးပွဲနဲ့ပါဠိပထမစာမေးပွဲတွေကိုပြန်လည်ကျင်းပဖို့မကြေညာမချင်းခေတ္တဆိုင်းငံ့ထားတယ်လို့ကြေညာထားပါတယ်။ငလင်လှုပ်ခတ်မှုကြောင့်နေပြည်တော်စကိုင်းနဲ့ကြောက်စဲပါဝင်ငလင်ထန်တင်ဒေသတွေမှာအခုချိန်ထိသေဆုံးသူဦးရေ1000ကျော်သွားပြီဖြစ်ကြောင်းသေဆုံးတရားရသူစီရင်တွေကထပ်တိုးလာနိုင်ကြောင်းစစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဆလဘီမြန်မာငလင်ပြီးအမေရိကန်ကူညီမယ်လို့ဒေါ်နယ်ထရန့်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကပြင်းထန်စွာငလင်တန်အသင့်ခန်းစားနေရတဲ့ဒေသတွေကိုအမေရိကန်ကကူညီပေးသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။အိမ်ဖြူတော်မှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းတောင်တယောက်ရဲ့မေးမြန်းမှုကိုသမ္မတကပြန်လည်ဖြေကြားခဲ့တာပါ။အမေရိကန်ပြည်ထောင်စုအနေနဲ့မြန်မာနိုင်ငံငလင်ဘေးဒဏ်အတွက်ကူညီပေးသွားမှာပါ။ဒီလိုကူညီပေးဖို့အတွက်သက်ဆိုင်ရာနိုင်ငံကသူတွေနဲ့စကားပြောဆိုမှုတွေလုပ်ပြီးပါပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆိုပါတယ်။လက်ရှိမှာမြန်မာနိုင်ငံကိုရုရှားနဲ့တရုတ်နိုင်ငံတွေကကယ်ဆယ်ဝန်ထမ်းတွေပါတဲ့လေယာဉ်3စီးစီလွတ်ထားတယ်လို့သိရပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ကလည်းငလင်တန်တဲ့ဒေသတွေအတွက်နိုင်ငံတကာအကူအညီတွေလိုအပ်တယ်လို့တောင်းဆိုထားပါတယ်။ငလင်တန်ကြောင့်တနိုင်ငံလုံးမှာသေဆုံးသူ144ဦးရှိပြီး900ကျော်ဒဏ်ရာရကသေဆုံးဒဏ်ရာရသူဆက်လက်တိုးမြင့်နိုင်တယ်လို့စစ်ကောင်စီထုတ်ပြန်ထားပါတယ်။အင်အားရစ်တာစကေး9.9အဆင့်ရှိအင်အားလွန်ပြင်းထန်တဲ့ငလင်ကြီးနဲ့နောက်ဆက်တွဲငလင်ငယ်တွေကြောင့်စကိုင်းမန္တလေးမကွေးနဲ့ရှမ်းအရှေ့နေပြည်တော်ကောင်စီနယ်မြေနဲ့ပဲခူးတို့မှာငလင်တန်တင်သူအများပြားရှိခဲ့ပြီးလန်တတာအဆောက်အဦများစွာထိခိုက်ပျက်စီးခဲ့ပါတယ်။ဆလဘီငလင်တန်ကြောင့်လက်တလော694ဦးသေဆုံးထားတဲ့မန္တလေးတိုင်းကိုစစ်ကောင်ဆောင်လာရောက်ခြင်းမှာဟန်ပြတာဖြစ်ကြောင်းဒေသခံများမှတ်ချက်ပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတွင်ငလင်တန်ကြောင့်လက်ရှိအချိန်ထိလူ694ဦးသေဆုံးပြီး1680ဒဏ်ရာရကထိရောက်တဲ့ကင်းစိန်များလှုပ်ဆောင်ခြင်းမရှိသေးတော့လေစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်းကဒီကနေ့မလ29ရက်နေ့မနက်ပိုင်းကတွားရောက်ခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။ Richter scale 9.9အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့မြေငလင်နဲ့နောက်ဆက်တွဲငလင်များမနေ့ကမလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အတွက်မန္တလေးပါဝင်စကိုင်းမကွေးရှမ်းရှိနေပြည်တော်ပဲခူးစာလာတွေမှာထိခိုက်ဒေဆုံးပျက်စီးမှုတွေများပြားခဲ့ပါတယ်။စစ်ကောင်ဆောင်ကငလင်တန်ကြောင့်ထိခိုက်ခံရတဲ့နေရာတွေကိုရဟန်းရင်နဲ့ကြည့်ရှုခဲ့ပြီးဒီလိုကြည့်ရှုခြင်းကဟန်ပြတာဖြစ်ပြီးတယောက်တဲ့ကင်းစင်ရေးတွေကိုလှုပ်ဆောင်နိုင်ခြင်းမရှိဘဲအမြန်ဆုံးဆောင်ရွက်ရန်သာပြောဆိုခဲ့ကြောင်းသိရပါတယ်။ဒါပေမဲ့မြေပြင်မှာတော့စစ်ကောင်စီရဲ့ကုညီကင်းစင်ရေးများအလွန်နေပါနေပြီးပြည်သူနဲ့လူမှုကူညီအဖွဲ့တွေသာအဓိကကင်းစင်ရေးလှုပ်ဆောင်နေတာကြောင့်စစ်ကောင်ဆောင်လာရောက်ခြင်းမှာဟန်ပြတာဖြစ်တယ်လို့မန္တလေးဒေသခံတွေကမှတ်ချက်ပြုပါတယ်။မန္တလေးတိုင်းတွင်လက်ရှိအချိန်ထိနောက်ဆုံးကောက်ယူရရှိတဲ့စည်ရင်းနေရငလင်တန်းကြောင့်တည်ဆုံးခဲ့သူ694ဦးဒဏ်ရာရရှိသူ1680ပျောက်ဆုံးနေသူ68ဦးရှိပြီးအသေးစိတ်စင်းကိုဆက်လက်ကောက်ယူနေကြောင်းစစ်ကောင်စီထုတ်ပြန်ချက်တွင်ရသိရပါတယ်။နောက်ထပ်တပုံအနေနဲ့နိုင်ငံတော်ငလင်ကြောင့်တည်ဆုံးသူ1000ကျော်ရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်24နာရီတွင်တည်ဆုံးသူ1000ကျော်ရှိလာကြောင်းစစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနကမလ29ရက်နေ့လယ်12နာရီမှာသတင်းထုတ်ပြန်ပါတယ်။မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းနေပြည်တော်ကောင်စီနယ်မြေနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းနေရာတွင်ငလင်တန်းကြောင့်ဆိုးဆိုးရွားရွားဖျက်ဆီးခဲ့ပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရတည်ဆုံးသူ1002ဦးရှိပြီးဒဏ်ရာရသူ2386ဦးရှိကပျောက်ဆုံးနေသူ30ရှိတယ်လို့သိရပါတယ်။လက်တလောအစည်းအဝေးနေရမန္တလေးတိုင်းကအများဆုံးဖြစ်ပြီးမလ29ရက်မနက်ပိုင်းထိတည်ဆုံးသူ694ဦးရှိပြီးဒဏ်ရာရသူ1680ရှိပါတယ်။ပြင်းအား9.9ရှိရဲ့မြေငလင်ကမန္တလေးမြို့အရှေ့မြောက်ဘက်12မိုင်ကွာကိုပဟိုပြုပြီးလောက်ခတ်ခဲ့ပါတယ်။ငလင်ကြောင့်ထိခိုက်ပျက်စီးမှုများတဲ့ဒေသ6ခုကိုစစ်ကောင်စီရဲ့အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကမလ28ရက်မှာရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။